တချို့လူတွေကသူတို့ဘဝမှာတစ်ခါမှကြီးကျယ်ဝက်ချံရလို့မဖြစ်ကြဘူးပေါ့နော်ဆိုတော့ဒီလိုတစ်ခါမှဝက်ချံမပေါက်တဲ့လူတွေကဘာလို့ဝက်ချံမပေါက်ရတာလဲကျွန်တော်ဝက်ချံဖြစ်တဲ့လူတွေကရောဘာလို့ဝက်ချံဖြစ်ရတာလဲပေါ့နော်ဘာကွာခြားချက်ရှိလို့လဲပေါ့နော်အဲ့ဒါလေးပြောပြပေးပါမယ်ဒီအဓိကဝက်ချံပေါက်တဲ့လူနဲ့မပေါက်တဲ့လူနဲ့ကွာခြားတဲ့အချက်အဓိကအကြောင်းရင်းက၃ချက်ရှိတယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့သိရမှာကကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာကျွန်တော်တို့ဒီမျက်နှာဥယျာဉ်ပြားကျွန်တော်တို့ရှင်ပန်းနဲ့ကြောဒီလိုနေရာတွေကအစီကလန်းတွေအရန်များတယ်ဒါလူတိုင်းပေါ့နော်ဘာလို့အစီကလန်းတွေရှိရလဲဆိုတော့ကျွန်တော်တို့အရေပြားရဲ့ဒီအပေါ်ယံလွှာကပျော့ပြောင်းနေဖို့တော့မချောက်တွေးဖို့ရားရမှုတွေမဖြစ်ဖို့ ਨੇ အပေါ်ယံရေပြားမှာရှိတဲ့ cell တွေကိုဒီကုတ်တင်တစ်ခုအလွှာတစ်ခုအနေနဲ့ cover လုပ်ထားဖို့ကာကွယ်ပေးထားဖို့အတွက်ဒီအစီတွေကမရှိမဖြစ်လိုအပ်တယ်ပေါ့နော်အဲ့မှာ